ဒီပုံလေးတွေကလိုမျိုးလိမ်မော်သီးခွန်လေးလိုမျိုးချွေးပေါက်လေးကျဲနေတဲ့သူတွေရှိလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါနော်ချွေးပေါက်လေးတွေကဘာလို့ကျဲတာလဲချွေးပေါက်လေးကျင်းအောင်ဘယ်လိုပြန်လုပ်ရမလဲဘာလေးတုံးရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာပါ3 လအတွင်းတည်တာတဲ့ result ရစေမယ့်နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Flawless Beauty ဘိုင်းဒေါက်တာအရင်ကနေကြိုဆိုလိုက်ပါတယ်အရင်ဦးဆုံးချွေးပေါက်လေးတွေဘာလို့ကျဲလဲဆိုတာကိုပြောပြပေးမှာပါချွေးပေါက်ဆိုတာဒီအရေပြားမှာရှိတဲ့အစီထွက်နိုင်တဲ့အပေါက်ကလေးတွေပေါ့နော်ဒီချွေးပေါက်လေးတွေအောက်မှာဆိုလို့ရှိရင်အစီ gland လေးရှိရဲ့အဲ့ဒီ gland လေးတွေကနေပြီးတော့အရေပြားကိုဆူဆူပြပြဖြစ်အောင်ဆိုပြီးအစီလေးထုတ်ပြီးဒါပေမဲ့ထုတ်တဲ့ပမာဏထက်များပြီးတော့အစီတွေအများကြီးထုတ်မိတဲ့ခါကြလို့ရှိရင်ဒီချွေးပေါက်လေးတွေမှာအစီတွေအမြဲပြည့်နေတဲ့အတွက်ကြောင့်မလို့ချွေးပေါက်တွေက visible ဖြစ်လာတယ်မြင်နေရတယ်ပေါ့နော်ချွေးပေါက်တွေကျဲတယ်ဆိုတာမျိုးဖြစ်လာတယ်နောက်တစ်ခုကအဲ့ဒီအစီတွေကရင်းလို့အပြင်သွားအမိုက်တရိုက်တွေဖုံအညစ်အကြေးတွေနောက် make up တွေဒါတွေနဲ့ပိတ်ပြီးတဲ့အခါမှာ clog ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီ clog pores တွေမှာ clog လေးဖြစ်သွားတဲ့အခါကျရင်လည်းချွေးပေါက်လေးတွေကျဲလာတယ်အဲ့ဒါအပြင်ကိုတစ်ခါလေကျရင်အစီဘူးလိုမျိုးလေးတွေပါဖြစ်လာတတ်တယ်ဒီအစီဘူးတွေရမှာပိုဆိုးတယ်ဆိုရင်infection ဝင်ရင်ပေါ့ဆိုရင်ဝက်ချန်တွေဖြစ်ပြောင်းသွားတယ်ဝက်ချန်ပေါက်တယ်ဆိုတာမျိုးလေးဖြစ်လာတယ်ပေါ့နောက်တစ်ခုကကြတော့ဒီချွေးပေါက်လေးရဲ့အောက်မှာမွှေးညင်းအိတ်လေးရှိတယ်ဒီမွှေးညင်းအိတ်လေးတွေကကြီးလာတဲ့အခါကျရင်လည်းချွေးပေါက်လေးကျဲလာတတ်တယ်နောက်တစ်ချက်ကတော့အရေပြားရဲ့ elasticity ပေါ့ကျုံနိုင်ဆန့်နိုင်အားကျသွားတဲ့အခါမျိုးမှာလည်းဒီချွေးပေါက်လေးတွေကိုမြင်ရတယ်ဘယ်လိုအခြေအနေမျိုးလဲဆိုရင် collagen ထွက်နှုန်းကျတဲ့ဟာမျိုးပေါ့နော်အသက်ကြီးလာလို့လည်းဖြစ်မယ်တခြားအကြောင်းရင်းမျိုးစုံကြောင့်လည်းဖြစ်နိုင်တယ်အဲ့ဒီထဲကအရေးကြီးတဲ့တစ်ချက်ကတော့ဒီနေရောင်ကြောင့်ပေါ့နော်နေရောင်ကြောင့် sun damage ဖြစ်ပြီးတော့ collagen ထွက်နှုန်းကျတာဒါဆိုလည်းချွေးပေါက်တွေကျလာတတ်တယ်ဆိုတော့ဒီ sun damage ကဒီ collagen ထွက်နှုန်းကျတာတွေမကဘူးအရေပြားကိုလည်းထူလာစေတယ်ထူလာချွေးပေါက်တွေပိုပြီး visible ဖြစ်တယ်နောက်ပြီးတော့အရေပြားမှာရှိတဲ့ရေဓာတ်ကိုလည်းခန်းချောက်သွားစေတဲ့အတွက်အရေပြားကကျုံသွားပြီးတော့ဒီ pores လေးချွေးပေါက်တွေအနားသားလေးတွေကိုဆွဲဟတယ်လို့ဖြစ်ပြီးတော့ချွေးပေါက်လေးတွေကပိုပြီးတော့မြင်လာရတယ်အရေးကြီးဆုံးကနေရောင်ပေါ့ဒါကြောင့်အမြဲတမ်းရင်ပြောလေးရှိတာ moisturizer လိမ့်ပါ sunscreen လိမ့်ပါဆိုတာအလကားပြောတာမဟုတ်ဘူးပေါ့နော်ဒါတွေကလုံးဝမရှိမဖြစ်လိုအပ်တဲ့ basic skin care တွေမှာပါပါတယ်ခုပြောပြပေးမှာကချွေးပေါက်ကျင်းအောင်လုပ်ရမယ်အချက်5ချက်နံပါတ်1အနေနဲ့မပါမဖြစ်ကတော့ double cleansing ညအိပ်ရမဝင်ခင်တိုင်းမှာ double cleansing တေချာလုပ်ပေးရပါမယ်ဆိုတော့ double cleansing ဘယ်လိုလုပ်ရမလဲမသိဘူးဆိုရင်အောက်မှာ link လေးပေးထားမယ်အဲဒီ video လေးတစ်ချက်ကြည့်ပေးပါဦးเนาะ double cleansing လုပ်လိုက်တော့မှသာချွေးပေါက်ထဲမှာရှိတဲ့ဒီအညစ်အကြေးတွေစီဗမ်တွေအကုန်လုံးကတန့်စင်ပြီးသားဖြစ်သွားတော့ချွေးပေါက်တွေပိတ်ပြီးကျဲတာမျိုးတွေမဖြစ်တော့ဘူးပေါ့เนาะအဲ့တော့နောက်နံပါတ်2အချက်ကတော့ salicylic acid ပါတယ် skin care product ကိုအသုံးပေးပါ salicylic acid ကဒီ skin မှာရှိတဲ့ဒီအညစ်အကြေးတွေပေါ့နော် dead cells တွေကိုလည်း exfoliate လုပ်ပေးတဲ့ action ရှိရဲအဲ့ဒီအပြင်ကိုအစီထွက်နှုန်းကိုလည်း short ချပေးနိုင်တယ်ဒါကြောင့် salicylic acid ကိုတစ်ပတ်ကို2ကြိမ်လောက်သုံးပေးပါကိုကအခုမှစပြီးသုံးပါဆိုရင် facial foam salicylic acid ပါတဲ့ facial foam တစ်ခုခုကနေစပြီးသုံးကြည့်လို့ရတယ်တကယ်လို့ကိုယ့်ရဲ့အရေပြားကလည်းခန္ဓာရည်ရှိတယ် sensitive skin ထဲမှာလည်းမပါဘူးဆိုရင်တော့ salicylic serum ကိုတစ်ပတ်ကို2ရက်လောက်သုံးပေးပါနော်နံပါတ်3ချက်ကတော့ niacinamide ပါတဲ့ serum လေးတွေကိုမနက်တစ်ချိန်ညတစ်ချိန်သုံးပေးပါ niacinamide ကသူကရေပြားမှာအဆိုဓာတ်ကိုထိန်းထားပေးနိုင်တယ်နောက် smoothening action ရှိရောအရေပြားလေးကိုချောချောမွေ့မွေ့လေးဖြစ်စေရနောက်တော့အစီထွက်နှုန်းကိုလည်းထိန်းပေးနိုင်တဲ့အတွက်အစီပြန်တာတွေတက်တာတယ်အစီဘူးတွေဖြစ်တာတက်တာတယ်ချွေးပေါက်ကျတာတွေလည်းတက်တာတယ်အရေပြားမှာရှိတဲ့ဒီ lipid barrier လေးကိုလည်းသူက grow ဖြစ်စေတဲ့အတွက်အရေပြားကပိုပြီးတော့ကြည်ကြည်လင်းနဲ့ healthy ဖြစ်တဲ့နေတန်လေးတွေကိုလည်းပိုပြီးတော့ခံနိုင်ရရှိစေရဒါတွေအားလုံးသုံးပြီးရင်တော့အရေးကြီးဆုံး moisturizer နဲ့ sunscreen ကိုတော့လုံးဝမေ့လို့မရအောင်เนาะအခုပြောသွားတဲ့အချက်5ချက်ကိုတိတိကျကျလေးလိုက်လုပ်ပေးမယ်ဆိုရင်3လအတွင်းမှာအရေပြားကတိတိတသားလေးကြီးကြီးလင်းလင်းဖြစ်လာမယ်ချွေးပေါက်လေးကျင်းသွားမယ်အစီဘူးလေးလက်သက်သာသွားမယ်အရေပြားမညီရလေးလည်းပြန်ပြီးတော့ညီညညာလေးဖြစ်လာပါလိမ့်မယ်เนาะဆိုတော့3လအတွင်းမှာတော့မပြတ်မကွက်နေ့တိုင်းလုပ်ပေးဖို့လိုပါတယ်ဗီဒီယိုလေးမှာလည်းအရင်သုံးလေးရှိရဲ့niacinamide နဲ့ salicylic acid brand လေးကိုလည်းရှင်းပြပေးထားတာဖြစ်လို့ဒီ brand လေးတွေကလည်းစမ်းသုံးကြည့်လို့ရပါတယ်နောက်ဗီဒီယိုလေးမှာမရှင်းတဲ့မေးချင်တာလေးရှင်းလဲအောက်က comment box လေးမှာမေးလို့ရပါတယ်messenger ကနေ chat box ကနေလည်းလာရောက်မေးမြန်းလို့ရပါတယ်ရှင်အားလုံးပဲကျမပြောရှင်လာပနိုင်ကြပါစေเนาะ